Hello everybody ဆိုတော့ဒီနေ့ engine မှာက evening class ကလေးတစ်ခုရှိပါတယ်ပုံမှန်အားဖြင့်တော့15မိနစ်လောက်ကြိုးစားပြီးတော့စာသင်ခန်းထဲကိုရောက်ပါတယ်ဒါပေမဲ့ဒီနေ့ကတော့ YouTube မှာနည်းနည်းအချိန်ဖြုံးတာကြာသွားတယ်ဘာလို့လဲဆိုတော့ speaking to the မှာတချင်းတွေလိုက်ဆိုနေရပဲဖြစ်ပါတယ်Got my space, we looking at phone number. If an name man in the round number, black cat is my business. Get baby sitting a tone for me. I don't mean to brag, but I be like putting in the bag, yeah. When you see them red, this the girl like my eyes, yeah. Shoot, go for the start of the boost, make it up back in one look. Give me the look, never mind, I got the juice. Nothing but never wish you. Look at my net, look at my jet. You got a man in the pay me respect. Ain't no better when I'm on the set. If I like that, that's what I get, yeah. I went ဒါတော့1အပြင်းပြေတချင်းဆိုဗီဒီယိုရလိုက်တော့ဖြစ်ပါတယ်အဲ့ဒီကြားထဲမှန်အားလည်းကြည့်ရသေးရပေါ့နော်အတမ်းမစကြီးလှလားမလှလားကြည့်ရပါသေးတယ်ရုပ်တရက်ဆိုတော့ပဲတီချာရောက်လာတော့စပင်းတွေကိုကောက်တက်လိုက်တာနဲ့ပြင်ထားတဲ့ကလေးတွေပြတ်သွားပါတယ်ဒါတော့ engine မှာပေါ့နော်အတန်းထဲမှာလုံးဝ fully focus ပြေးထားပါတယ်စာသင်နေတဲ့ချိန် fully focus ထားတာကကိုယ်စာကိုပြန်ပြီးတော့ practice လုပ်တဲ့အခါမှာကိုယ့်ရဲ့ brain ကိုအကုန်လုံးထုတ်သုံးနေစရာမလိုပါဘူး။ तू ကလေအရန်ကိုမှထိရောက်တဲ့အရာပေါ့နော်။ engine ကတော့သဘောကျပါတယ်။ဆိုတော့ဒီ video လေးကဒီလောက်ပါပဲ။ Thank you for watching it. Bye bye.